ဦးလေးကြီးကသူ့သမီးမင်္ဂလာဆောင်စရိတ်အတွက်စုဆောင်းထားတဲ့ပိုက်ဆံတွေနဲ့ကားအသစ်တစ်စီးဝယ်လာပါတယ်အဲ့ဒီကားကိုပါကင်မှာထိုးပြီးပတ်ပူကိုလက်စားချေဖို့အတွက်ပေါ့ပတ်ပူကဦးလေးကြီးပါကင်မှာကားထိုးထားတာမြင်တော့သူ့ကားကိုအပြင်မှာပဲထိုးထားရပါတယ်ဒါပေမဲ့ပတ်ပူကသူ့ကားပြင်မှာထားရတဲ့အတွက်ကားတစ်ခုခုဖြစ်သွားမှာကိုအရန်စိုးရိမ်နေခဲ့ပါတယ်မနေ့ရောက်လို့ပတ်ပူယုံသွားတဲ့အခါသူ့ကားပေါ်မှာငှက်ချေးတွေစွန့်ပစ်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့အမြန်တန်ရှင်းရေးလုပ်ပြီးရုံးကိုတန်းသွားပါတယ်သူသွားပြီးနောက်မှာဦးလေးကြီးလည်းသူ့ရုံးကိုထွက်သွားပါတယ်ညနေပိုင်းမှာပတ်ပူရုံးကနေအိမ်ပြန်ရောက်တော့ဦးလေးကြီးကကားကိုပါကင်မှာထပ်ထိုးထားတာကိုတွေ့လိုက်ရပါတယ်ပတ်ပူလည်းသူ့ကားကိုအပြင်မှာပဲထပ်ထိုးထားရပါတယ်ဒါပေမဲ့ဒီတစ်ခါတော့တခြားအိမ်တအိမ်ရဲ့ရှေ့မှာကားထိုးလိုက်ပါတယ်အဲ့ဒီအိမ်ပိုင်ရှင်ကပတ်ပူကိုစပြီးပြောဆိုတာတွေလုပ်လာပါတယ်ဒါကိုစိတ်နှောက်ယှက်ဖြစ်လာတဲ့အတွက်နောက်နေ့မှာပတ်ပူကရုံးကနေခွင့်မြန်ယူပြီးသူ့ကားကိုပါကင်မှာအရင်သွားထိုးလိုက်ပါတယ်ဦးလေးကြီးရောက်လာတော့ပတ်ပူကပါကင်မှာသူ့ကားကိုအရင်ထိုးထားပြီးသားဖြစ်နေတာကိုတွေ့ရပါတယ်အခုတော့ဦးလေးကြီးကသူ့ကားကိုအပြင်မှာထိုးထားရပါတယ်ကားပါကင်အတွက်တော့နေ့တိုင်းရန်ဖြစ်တော့မှာပါအခုဦးလေးကြီးဘာလို့မလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်